ဒီမြေရုံနဲ့စင်ရုံနဲ့ဝယ်ခဲ့ငါထိုင်ရုံနဲ့ကိုမတွေ့ငါခန်းနဲ့ဒီလိုဝင်နေတယ်ဖြစ်သေးပါဘူးအမရှိသွားပြီးအကျိုးကြောင့်သွားပြောမှာပါကွာနိုင်မောင်နဲ့ဒါလေးအပေါ်မှာထားမယ်ငါရဲ့စင်ရုံနဲ့မြေရုံလေးအောက်မှာဘယ်ဖြစ်တာလဲငါစင်ရုံနဲ့မြေရုံဒီကမှထားလာတာလေဖျောက်သွားတာလေဒုက္ခပါပဲငါအိမ်မမတက်ပြရလဲငါစင်ရုံနဲ့မြေရုံဖျောက်သွားလည်းမသိပါဘူးအထားမြမလားမသိဘူးအမဟေးဟေးဘယ်သူလဲအမမကိုဘူးလာအမဟဲ့လာလေအမရေကျွန်တော်အိမ်မှာဗျာကျွန်တော်အမြတ်တလုံးထားထားတယ်ကျွန်တော်အခန်းထဲကဖြားရုံလေးလေအမနဲ့ကျွန်တော်မောင်နှမတယောက်လေးရှင်းအောင်ပစ္စည်းတွေဝယ်စုတာအမလည်းသိရလားနဲ့ဗျာအခုကျွန်တော်အိမ်မှာအခန်းထဲထားတယ်ဖြားရုံလေးကိုပြောက်သွားပြီဗျာဖြားရုံလေးကိုဟုတ်တယ်ဖြားချင်းနဲ့ဖြားမှာလားဟုတ်တယ်အမရေကျွန်တော်ဒီမှာဒီစင်နဲ့မြင်းရုံနဲ့ဝယ်ပြီးကြတဲ့အဲ့ဒီမှာအတူထားမယ်ဆိုပြီးထားတာကျွန်တော်ဖြားရုံလေးကိုပြောက်နေတယ်နင်းဖြားထားလားဟာကျွန်တော်ဖြားရုံလေးဘလို့မရှိရောက်တယ်တော့ငါ့ကိုပွားဆောင်ငါတက်လာရောက်လာလေအဲ့ငါဘာပြောတော့လဲစင်ရောက်နဲ့မြင်းရုပ်ပြီးအမဒါလည်းကျွန်တော်ပွဲစားလက်တက်လာရောက်သွားတာတရုတ်ကိုသိန်း90နဲ့သိန်း100တော့ကျွန်တော်ပေးလိုက်ရတာဗျာဒီနေ့ကိုသိန်း100ဟုတ်တယ်အမလေးအဲ့ဒါဆိုတော့ရပါဘောငါလေဒီနေ့ရုပ်ပေါ်မှာ2000ကိုပေးရတာဟာကျွန်တော်အမြတ်လုံးဝယ်ထားတာဗျာကျွန်တော်တန်ဖိုးထလို့သိန်း30တော့ပေးထားတာဗျာအဲ့ဒါဟာတော့ကောင်းပြီသိန်း30တွေပါပြောနေပေးငါစင်ရုံနဲ့မြင်းရုပ်မပေးနိုင်အမခဏလေးဒီလိုလုပ်မယ်ပွဲစားလက်တက်ကအမအိမ်ကဟာကိုခိုးပြီးကျွန်တော်လာရောက်တယ်ကျွန်တော်အိမ်ကဟိုခိုးရင်မရှိရောက်တယ်အမလည်းကျွန်တော်ရှာပြလို့မရဘူးဗျာသူတို့ခိုးရပေါ့အဲ့ဒီကောင်လေးတော့လိုက်ရမယ်မတွေ့ရနေမှာလိုက်မယ်နော်လိုက်ရှာမယ်လာခိုင်းပါထားခဲ့